ပွဲစားကြရဟာသွားပြီငါတော့တေးအောင်ယုံရပြီဘာလို့လဲဆိုတော့ဗျာကျွန်တော်တို့ရဲ့တင်းမှာစတေလာဆိုးဆိုတဲ့ကောင်မလေးရဲ့အီမွန်ဆိုတဲ့ကောင်မလေးရဲ့2ယောက်ပါလာလို့ဗျာကောင်မလေးပလေယာ2ယောက်ပါလာလို့ကျွန်တော်အဲ့လိုမျိုးသွားပြီလို့ပြောတာမဟုတ်ဘူးသူတို့ယုံပေးမဲ့ဘဲတပွေရောပါလာလို့ဗျာအဲ့လိုမျိုးယုံပေးမဲ့ဘဲပါလာရင်ကြည်လိုက်အကောင်အမြင်နဲ့100အပွင့်ကို100ခုမှရောက်ပြီးတော့ shorty နှစ်ပွေကိုခေါ်လာပြီးတော့ဗျာဒီကောင်ဆရာကြီးလို့ပါလို့နဲ့ run တင်ပေးမလို့အားချောင်ထားတဲ့ကောင်ပေါ့ဗျာဒီစတေလာဆိုးလေးရလေကွာလေးလာတို့မီယာတို့လင်းတဲ့ခလုတ်ကုန်းရှောက်နေတဲ့မစမန်လေးကင်ဟုံးမယ်အဲ့ဒါကို तू ကဒီမီတာမှာဟော့နေတဲ့ तू cloud ကိုကင်တာပေါ့ဗျာပွဲစားရသူကလင်းအောင်လေးပူးမှာဆိုတော့ကျွန်တော်သိတယ်အဲ့တော့ညီမပူးစောတော့ညီမကျွန်တော်စာလေးရင်ရိုက်ပူတာပေါ့ဗျာအောက်လိမ့်မှာ10မိနစ်မရှိသေးဘူးဒီစတေလာဆိုးလေးကရှော့ပြီပေါ့နော်နှစ်တန်နဲ့ပေါ့နော်ဒါ तू ကတော့ရှော့မှာပဲ main လေး player ဆိုဇက်တိုက်သေးမှာခဏခဏသေးမှာအဲ့3မိနစ်ကို8ခေါက်လောက်သေးမယ်ကျွန်တော်တွက်ထားပြီးသားမကြောက်ဘူးအဲ့မှာကောင်မလေး player လည်းထက်သေးတယ်မသူတို့နှစ်ယောက်ကပြန်ပြီးကမ်းဘက်ရတာဘာလို့ဆိုတော့ကျွန်တော်တို့ရဲ့ CC လွန်လေးကအောက်လိမ့်ကိုပတ်ပေးလိုက်လို့ဗျာဒီမှာကြည့်လိုက်စတေလာဆိုးလေးကမြေပုံရဲ့တဝက်တာဝါနာကိုကြောနေဒီမှာကြောလာမျိုးစတေလာဆိုးတီးပြီပေါ့နော်ထုံးစံတိုင်းပဲသူ့အနေနဲ့3မိနစ်မပြည့်ခင်8ခေါက်လောက်တီးမှာကျွန်တော်သိတယ်ဒီကောင်မလေး player တွေကဒီလိုထုံးစံပဲဒါသူတို့တီးတယ်ကျွန်တော်တို့က4ယောက်5ယောက်ဆော့မှာဗျာဒီမှာဆိုရင်လည်းကောင်မလေး player တွေကိုခေါ်လိုက် run တင်ပေးမယ်ဆိုတော့ဆရာကြီး101 star နဲ့ကောင်ကလည်း short ပြီပေါ့နော်နေထိုင်မတက်တော့မြေပုံကိုလောက် open ပေးထားအောင်ဆရာကြီးက short သေးတာကျွန်တော်ကဒီမှာ4ယောက်တယောက်နဲ့ရေးကြည့်တာအောက်မှာတော့သူတို့2ယောက်ကအတင်းတုပ်တော့ဟဲ့ညီဟိုးကောင်းကြောင်တိပြီလားဘာလားညာကျောင်းကဟာကြီးအတင်းတုပ်ပြီးဝါတော့မှသူကတက်လာအချိန်မှာဟိုတာတဲလည်းပေးလိုက်ရပြီပေါ့နော်ပေးလိုက်ရတယ်ကျွန်တော်တို့ဒါ2/1မေးနေတဲ့ဒီတန့်ကိုကျွန်တော်ကျုံးပြီးလိုက်ကျုံးပြီပေါ့နော်ဒီတန့်4မရသေးဘူးပြီးတော့ဟိုကောင်ကလည်း edit မရှိတော့ဘူးဆိုဒီ min စစ်တာလည်း min ချောလာငါချောလာမိတယ်ဒီကောင် blink ရှစ်ဆိုတော့တည်ရ physical ရိုက်ပြီးကျွန်တော် shade လေးနည်းနည်းတိုးပေါ့နော်ဒီကောင် blink ခုံဆိုတော့တည်ရကျွန်တော်အနေနဲ့ဟိုဘက်ကိုနည်းနည်းလေးရှောင်းဒီကောင်2 3မယ်ဆိုတော့တည်ရကျွန်တော်1လေးနဲ့ထပ်ပြီးကျွန်တော်မှသွေးတစ်ချက်သုံးလိုက်တာဒါကျွန်တော်သွေးတစ်ချက်လေးနဲ့လွတ်သွားအောင်လို့ဗျာစတေလာဆိုးလေးလည်းဒီပွဲမှာသေးတဲ့အသေးကို share သေးတာပဲကျွန်တော်နည်းနည်းလေးကြောက်တာဘာလို့လဲဆိုကျွန်တော်က maximum နဲ့မှအဲ့ရွေးနဲ့ကနတန်ဝင်နဲ့ကြောက်ရတယ်ဗျာလေကင်းကြံနတန်ပြစ်တာတော်တော်လေး crane နဲ့ပို့ပြီးကြောက်ရတယ်နတန်ပြစ်တာလေကျွန်တော်ပြောပြီးသား main ကလေး player ရိုက်ဂိုးလိန်းဆော့ပြီဆိုရင်9မိနစ်မပြည့်ခင်မှာသူက10ခေါက်လောက်တော့ပြည့်အောင်သေးမှာသူကအဲ့ထုံးစံပဲကျွန်တော်ကိစ္စမရှိဘူးဒါကျွန်တော်ရွေးနဲ့လည်းရထားတယ်သူတို့တင်အန်ဂျလာလက်ပါကျွန်တော်ဘောနော်ရုံးလို့ရသေးရပေါ့နော်ဒီမှာကျွန်တော်အန်ဂျလာလေးကိုပူးခိုင်းတယ်မရတော့ကျဘိုက်ချက်ဖွင့်ပြီးညီမလေးအကိုပူးပေးပါအောင်ကွာကျေးဇူးပြုပြီးလို့ပြောမှရတယ်သူကပူးပေးတော့တာသူပူးပေးတယ်ကျွန်တော်ဒီမှာမစ်စစ်တာကိုမေးပြီးကျွန်တော်ဒီလိုမျိုးမေးချင်လို့သူ့ကိုပူးခိုင်းတာစာဘယ်လောက်ရသူလည်းအဖက်မလို့ဘူးအတန်လေးပြောပြီးညီမရဲ့အကိုပူးပေးပါအောင်ကွာတနာကမားလေးနဲ့ပတ်စံလေးတောင်းလို့တောင်းတော့မှာပဲသူကကျွန်တော်ကိုပူးပေးတာငါကလေဘယ်ဘွားဝေကျွေးမန်းကိုမသိဘူးအဲ့လိုပါလာတဲ့အတွဲတိုင်းမှာသူတို့ဘဲကိုသာငါယုံပြီးနေတာသူဘဲကအတုံးမကြလို့ပေါ့နော်ညီမအကိုပူးပေးနော်အကိုနဲ့ပူးစော်နော်လို့ပြောတဲ့အချိန်မှာသူ့ကောင်မလေးရလေဟုတ်အကိုပေါ့နော်ကျွန်တော်မပူးစေချင်လို့ပြောမှာမဟုတ်ဒီနှစ်တန်းဒီလီယိုမော့ကိုရှယ်ပစ်တာမနိုင်ဘူးအဲ့လီယိုမော့အမြင်နဲ့ကိစ္စမရှိဘူးဒီလီယိုမော့ဖေးတယ်ကျွန်တော်ယုံပြီးလို့ရအန်ဂျလာနဲ့ဆိုရင်ဗျကျွန်တော်ပြီးရတယ်ကြွေးတာချန်ကိုကျွန်တော်လိုက်တာချန်ကလည်းချက်ချင်း2-3 movement speed တင်ပြီးတာဝါလေးကိုပြီးတာပေါ့ဒါချန်ကမမီရောမီရောဆိုကျွန်တော်အပေါ်လေးမှာမင်းဆက်တာကိုတွေးလိုက်မင်းဆက်တာစီထက်သွားတာမြင်လားကျွန်တော်အဲ့လိုမျိုး lane rotation လုပ်ပြတကောင်ရလေတကောင်ပဲဗျာဒီလီယိုမော့ကရှော့နေတာအမြင်နဲ့လို့အောက်မှာဆိုစတေလာဆိုးလေးက fan နေအေးစစ်စစ်ပဲဗျာဒီမှာဆိုမင်းဆက်သားတေးသွားကျွန်တော်အနေနဲ့သူ့ကောင်လေးဖြစ်တဲ့လီယိုမော့မပူးပေးစေချင်လို့မဟုတ်ဘူးဒီကောင်ကလီယိုမော့ကိုကောင်းကောင်းကျွမ်းကျွမ်းကျင်ကိုမကင်တဲ့သေးဘူးတိလားကျေတရားတပွင့်ကိုခုမှရောက်တာဗျာဒီကောင်အနေနဲ့ဗျာကောင်းကောင်းကိုမကင်တဲ့သေးဘူးကျွန်တော်ကြည့်လိုက်ရင်ကိုသိရသူပလေးရဲ့ပုံစံလိုအပ်ချက်တွေအများကြီးရှိသေးတယ်ကျွန်တော်ပလေးယာတယောက်ဆိုတော့သိတာပေါ့နော်ကျွန်တော်နေလီယိုမော့ကိုခဏခဏတွေ့ခဲ့ပြီးဗျာဒီမှာဆိုကျွန်တော်ကိုပူးစေချင်တာကျွန်တော် white ချက်လေးကိုဖွင့်ပြီးပြောရဒါပေမဲ့ तू ကဘာဖြစ်လဲဆိုတော့ तू လီယိုမော့ကိုပဲပူးတယ်ကြည့်လိုက်အကောင်ခဏနေစုခံမှာကျွန်တော်ရဲ့ individual skill ကတီးပြီးသားမစုခံရကျွန်တော် purify လေးနဲ့ထွက်ဒီကောင်အထက်ကိုပါသွားပြီသူ့စော်သူရောကပယ်နေအောင်လုံးမှာပွဲချင်းပြီး short ပေါ့နော်ကိစ္စတုံးတော့ကျွန်တော်ဘာမှလုပ်ပေးလို့မရအောင်အဲ့ဖက်တယ်လည်းပြီးတော့ကျွန်တော်ပူးလို့ပြောတယ်ဒါပေမဲ့သူ့ကောင်လေးကကျွန်တော်လည်းပူးရင်တေကန်းပြက်မယ်ဘာညာပြောလိုက်လားမသိဘူးအဲ့ရစာကြီးသူကကျွန်တော်ပူးပေးမယ်တော့ဘာညာဟုတ်ကိုပါလည်းမပြောတော့ဘူးကျွန်တော်ဒီမှာကျွန်တော်လိုက်နေညီမလေးပူးပေးပါအောင် share on နေရပါဗျာဘယ်ဘွားဝေကျွေးမှမသိဘူးသူများစောပူးခိုင်းနေရဗျာဒီမှာကျွန်တော်တို့ရဲ့ Stella ဆိုလေးက fan လို့ဝါပြီ Queen နဲ့ Sort လို့ဝါပြီဘာလာလို့လဲဆိုတော့သူလင်းတဲ့ club တွေကုန်နှိပ်ပြီးသူလာကတာပေါ့ Uber Gunner style လာကတာပေါ့နော်ဟိုကဘယ်သူမှလည်းပတ်တယ်မဆိုင်ဘူးနောက်ဆိုတာတယောက်မှလည်းသွေးမရောဘူး Stella ရဲ့ဘိုင်းလုံးမန်းကိုမသိဘူးအေးကောင်းတယ်သူကောင်မလေးနဲ့တွေ့ရငါစိတ်ချမ်းသာတယ်အဲဆိုတော့သူ sort ပေးခြင်းနဲ့စိတ်ကလေးရှိတာပေါ့ဗျာဒီမှာဆို Stella လေးက short သွားသူတငယ်ချင်းတည်တော့ Angela လေးကကျွန်တော်ကောက်ပူဟာငါဒါဆိုတော့ကြိတ်ပြီပေါ့ဆိုဒီကူစုံလိုက်ကြိတ်တာဗျာ trigger လာလို့တယ်ကျွန်တော် refine ချက်ချင်းတုံးဒီ trigger ကိုကြောပြီးတော့ miss သားပါလာခဲ့ဒါဆိုရင်ဟိုနွားလေးကလွတ်သွားပြီဗျာဒါပေမဲ့လာခဲ့တဲ့နှစ်ကောင်လုံးပြားတုပ်ပြီပေါ့နော် ACT ပေါ့နော်လာခဲ့တဲ့ကောင်နှစ်ကောင်နောက်မှာ CC လင်းရှိရမြင်လားလီယိုမိုးကဒါပွဲပြီးမှဖျာခင်းတာဒီကောင်ပွဲပြီးရင်ဖျာခင်းတာဒါပေမဲ့ရတယ်လူမျိုးပွဲပြီးရင်ဖျာခင်းစေချင်တော့ကျွန်တော်လီယိုမိုးမပူးစေချင်တာဒီမှာဆိုပုံမှန်လဲ short ပြီဗျာဒီကောင်ကူစင်တော့ကျွန်တော်မမိလိုက်ဘူးပေါ့နော်ကျွန်တော်အနေနဲ့အန်ဂျလာလေးပူးပေးတာတော့ဒီ link ခိုးသွားတဲ့တန်လေးကိုလိုက်ရှာတာပဲကျွန်တော်အန်ဂျလာလေးရဲ့ခဏကိုလေးထွက်တော့မယ်ဆိုကျွန်တော်အနေနဲ့အေးစစ်လေးပြန်ပတ်ပါအောင်တော့မြို့မှာ trigger လာနေအဲ့ဒါကို Stella ဆိုကသူလာနေပေါ့နော်ဘက်တဲ့ဆိုင်မဲ့ဘက်နဲ့ဆိုကျွန်တော်အခြေအနေလေးချက်ကြည့်တာသူက2ကြီးနဲ့ခုံဝင်လာ trigger စု short ပေါ့ပွဲကိုတိတ်ရောဒီမှာဆိုရင်များ link ခိုးမှာဆိုလို့ကျွန်တော်အောင်လင်းကိုခွီးဖြက်ရင်းနေပေါ့နော်ဒီမှာကျွန်တော်ကိုဝိုင်းကြိတ်ပြီးတော့ကျွန်တော်စာလေးရိုက်တယ်စကားလေးပြောပူပါအောင်များလို့ပြောပြီးအကူညီတောင်းနေတာအဲ့လောက်ကြီးဘွားခက်ခဲနေတဲ့အချိန်မှာအန်ဂျလာကြီးကဒီလီယိုမော့ဝယ်ပူးတယ်ပေါ့နော်ဒီလီယိုမော့ခဏနေ short တော့မှစုကနေ short မှာကျွန်တော်သိနောက်ကစပယ်ကိုကျွန်တော်ကာပေးတာပေါ့ဗျာဒီမှာကြည့်ကူစင်တာပေါ့နော်လီယိုမော့ shortလာအနေနဲ့သိရမှာဂိမ်းကနိုင်ခြင်းကျွန်တော်ကိုပူးရမှာကျွန်တော်ပူးစေလို့ပြောမှာမို့ဂိမ်းကိုနိုင်စေခြင်းကျွန်တော်ကိုပူးရမှာဟိုဘက်ကကောင်လည်းကျွန်တော်ကိုတက်လို့မရဘူးဗျာသူ့ရဲ့အဲ့လိုစုတာကြီးမှုတ်တာကြီးနဲ့ဆိုရင်ဆွဲအဲ့ level 2ချုပ်တာကြီးမှုတ်တာကြီးဆို damage ကတော်တော်များတယ်မကြည့်လိုက်ဒီ channel တေးသွားတယ်တကောင်ဆိုတကောင်ပဲကျွန်တော်ကတကောင်ဒီလိုမျိုး1 by 1နေလိုက်တယ်မှာပြောချက်ကူးစင်ဒီကူးစင်ထွက်ပြေးဝင်လို့မတက်နိုင်ဘူးကျွန်တော်ပြောတာအဲ့လိုမျိုးကျွန်တော်နှောက်ချင်လို့ဗျာသူ့ကိုပူးခိုင်းတာ
သူ့အနေနဲ့ဒီလိုမျိုးနဲ့မှာဗျာတိလားဒီမှာကျွန်တော်မင်းစစ်သားတူကျွန်တော်ဘေးလေးတစ်ချက်ရှောင်ပေါ့အဲ့လို individual scale ကလည်းလိုသေးတယ်သူဘဲကမဟုတ်ဘူးဖမ်းခံရတိုင်းသိတာအမြင်နဲ့သိတာမြေပုံကလည်းအနေနဲ့ဟိုပေါ့ခဏကိုကလည်းအနေထိုင်နေလည်းမတက်ဘူးဒီမှာဆိုပြကျွန်တော်အထဲကိုဝင်မစမန်ကိုတက်လိုက်ပြီကျွန်တော်စစ်တာဆိုရောက်တာတိတော့အကွက်တွေတုံးနေခဲပြီးတော့တူးနဲ့ဘသူမှလည်းမရှိတာမှမင်းစစ်သား1လန့်ဆွဲမိပါသွားရှော့အဲ့ဒါကိုဖင်ရတယ်မြင်လားသူဘဲလီယိုမောကလည်းမြင်လားအထဲထိဝင်ပြီးတော့အဲ့လိုမျိုးအကောင်တွေဖင်ကောင်းစစ်တာလို့ကျွန်တော်တို့ကဂိမ်းကမနိုင်တာတိလားဒီမှာ3ကောင်တေသွားပြီလော့ရတယ်လာနေပြီတိလားဒီကောင်တေမှာဆိုကျွန်တော်ဝင်ပြီး damage ကခံပြရတယ်ကျွန်တော်မှာအောက်မှာဆိုလောကလာနေခဏလေးစောင်းလိုက်ရင်ဂိမ်းကပြီးပြီမဟုတ်ဘူးမှာရှော့နှစ်ကောင်ထက်ရှော့စီတီလီယွန်နဲ့လီယိုမောထက်ရှော့ဂူစင်းတော့ပြန်တည်သွားဆိုမှကျွန်တော်အနေနဲ့မှာ damage ကမရှိဘူးဗျာဒီ lane blue push မှာကျွန်တော်နဲ့အန်ဂျလာ2ယောက်ထက်ကြံနေရကျွန်တော်လည်းတက်နေတော့ mana လည်းမရှိတော့ဘူးဗျာ1လက်2လက်မှာတော့ trigger ကျွန်တော်စူတာဝါထဲမှာအမ်းဖို့တော့ကြိုးစားတာပေါ့ဗျာ mana မရှိဘူးဖြစ်နေကိုကလည်းဘာမှလုပ်လို့မရအောင်အိမ် physical ပြေးရိုက်မယ်ဆိုရိုက်တယ်ဆိုမှလည်းကန်ဆိုးကျွန်တော်ဟိုကောင်ကျွန်တော်ကိုပြစ်လိုက်တော့ကြာဗလိအာမာဖက်ကဝင်နေပြီကျွန်တော်တာဝါကျွန်တော်ပြန်ပြစ်ပေါ့အဲ့ကြောင့်ကျွန်တော်အိမ်ကချိုးမရဘူးဖြစ်နေတော့ဒါဗလိအာမာရဲ့စိုးကြိုးလေးပေါ့ဗျာအဲ့တစ်ချက်တော့ရှိရဗျာဗလိအာမာကျွန်တော် physical လည်းဘယ်တော့မှမနာပါဘူးအိမ်ကချိုးဖို့ဆိုတာမလွယ်ဘူးဒါကျွန်တော်လည်းပြန်ပြီး short ပေါ့နော်နှစ်တန်းရရောက်ချလာရမယ်ကျွန်တော်မက3လက်တော့ရလိုက်တယ်ဗျာလိန်ကနေတော်တော်သားနေရပေါ့သူခေါ်လာရဲ့ဘယ်အတုံးကျတဲ့နေရာကိုပြောပါဆိုဒီနေရာတွေကောင်လော့ကိုခိုးလိုက်တာ1လေးနဲ့နောက်ကခြုံထဲမှာစောင့်ပြီးခိုးလိုက်တာဗျာ position အသာလေးနဲ့နိုင်တော့တာပေါ့နော်နှစ်တန်းကေးလိုက်မယ်ဆိုဟိုဘက်ကလော့ကိုထိမှုကဘယ်သူမှမရှိတော့ဘူးဗျာဒီ channel လည်းလော့ကိုမထိနိုင်ဘူးပေါ့ဒီလော့ကနောက်ဆုံးတော့ဖြစ်နေ23မိနစ်တော့ဖြစ်နေပြီဗျာကျွန်တော်တို့ကလိန်နေရတာနာမင်းစစ်သားအပေါ်မှာပေါ့နော်အပေါ်မှာလိန်ခိုးပြီးကျွန်တော် one way အန်ကျင်တာပေါ့ကျွန်တော်2ယောက်ရှိတယ်မင်းစစ်သားကျွန်တော်2-3တော်တော်နာနေလေကင်းဆိုတော်တော်ကိုနာတယ်ဗျဒါပေမဲ့နောက်မှာစီစဉ်လုံးရှိတော့ကျွန်တော်မပြတ်ဘူးဆိုတာသိရ1လက်2လက်ဒီမင်းစစ်သား eddy မရှိဘူးဗျာဒါမင်းစစ်သား short သွားဆိုရင်လော်ကြီးကလဲတက်သွားကျွန်တော်လော်ချက်ကြည့်တာလော်ကြီးကတာဝါတော်တော်ခုတ်အိမ်ကိုတော်တော်ခုတ်နေပြီပေါ့နော်ဒါ game လေးက victory ဖြစ်တာပေါ့တော်သေးရဲ့သူ့ကောင်လေးကအဲ့လောက်လေးတော့အသုံးကျသွားကျေးဇူးတင်တဲ့ဒီကောင်လောက်အသုံးကျသွားဘူးပဲကျေးဇူးတင်တာကျွန်တော်ဗီဒီယိုကြည့်ပြီးကျွန်တော်အားပေးခဲ့ပါတော့အောင်လေကျေးဇူးတင်ပါတယ်ဗျာကျွန်တော် game play ပြီးကျွန်တော်ရုံးပြအောင်သဘောကျရင်လေကျွန်တော် follow နှိပ်ပေးခဲ့အောင်ဗျာတို့ရေ